Hello အားလုံးပဲမင်္ဂလာပါရှင် SMS ထဲဆိုင်ရဖြစ်ပါတယ်မင်းကိုလက်လီတစုံချင်းရောင်းပေးလာလို့မင်းနေကြလို့ပါလက်လီတစုံချင်းလည်းရောင်းပေးပါတယ်ရှင်ဒါလေးတွေကအသေးရောက်တဲ့ချီကွက်1ဆက်လေးတွေပါလက်တူပြီးရှည်လေးပေါ့နော်ချီကွက်လေးဆိုလို့ရှိရင်လည်းကာလာစုံမိမရှိမှာ9ရောင်တတွေကာလာလေးတွေရောက်ထားပါတယ်အသားလေးလို့ဆိုလို့ရှိရင်လည်းချီကွက်သားလေးလုံးဝအရန်ကောင်းတယ်ချုပ်သားလေးလည်းကောင်းတယ်ဒါလေးကကြတော့အင်ကြီးဒီဇိုင်းလေးပေါ့နော်ဘောင်းမီဆိုလို့ရှိရင်လည်းကတင်လုံးဝအရန်ကောင်းတယ်ကွာဆိုလည်းအကျယ်ကြီးပေါ့နော်ပေါင်ချိန်90နဲ့130ထိရပါတယ်ဒါလေးကကြတော့ကြက်ပေါင်မြော့ကျိုးလေးဆိုလည်းမာလေးပေါ့နော်ချုပ်ရိုးနှစ်ခုနဲ့ချုပ်ပေးထားတယ်ချုပ်သားလည်းကောင်းတယ်ချီကွက်လေးတွေပါဒါလေးကအင်ကြီးဒီဇိုင်းလေးဖြစ်ပါတယ်သူကကြတော့ကော်လန်လေးမှာဆိုလို့ရှိရင်ဂျယ်လီဘိုးလေးနဲ့ပေါ့နော်သူကထုတ်ပေးထားတဲ့ဒီဇိုင်းလေးပါဂျယ်လီဘိုးလေးဆိုလည်းအသားလေးလုံးဝကောင်းတယ်ခြိသားလေးဆိုလို့ရှိရင်လည်းလုံးဝခြိကွက်ဆိုတဲ့အတိုင်းအီလေးပေါ့နော်ရေတစ်ခါခြတိုင်းလုံးဝအသားလေးကခြိရဲ့တဘာဝလေးကအသားလေးအီတယ်ရေခြတိုင်းပေါ့နော်အသားအီတယ်အိတ်ထောင်ပေါက်လေးလည်းတကက်ပါအိတ်ထောင်ကလေးတကက်ပါတယ်ခါချိုးချီလေးပါတဲ့အတွက်မို့လို့ပေါင်ချိန်90ကနေ130တီးဝတ်လို့ရပါတယ်ချုပ်သားလုံးဝအရန်ကောင်းတယ်ပေါ့နော်ဒါလေးလိုချင်နေဆိုရင်မင်းရဲ့ TikTok CV မှာလာရောက်မေးမြန်းဝယ်